သူမဟာတကယ်တော့တင်းကျပ်သူတွေကနေလိုထွက်လာတဲ့မိစ္ဆာတကောင်ပါဒါပေမဲ့တော်ရင်တပြိုင်နဲ့ဆိုင်ရတဲ့အခါမှာတော့သူမဟာစိုက်ရုံနေတဲ့မိန်းကလေးတယောက်ဖြစ်ဟန်ဆောင်ခဲ့ပါတယ်သူမရဲ့ကြံစီတိုင်းပဲဖြစ်သွားဖြစ်လာစုဖို့ချုပ်ကသူမကိုပြင်နေခဲ့ပါတယ်မြင်းပေါ်ရောက်တဲ့အခါမှာတော့သူမဟာအောင်နေစီအပြောကိုပြုံးလိုက်ပါတယ်သူမရဲ့ရွေးချက်ကတော့သူမရဲ့ခန္ဓာကိုယ်ကိုမြို့တွေကအိမ်တော်ကိုခေါ်သွားဖို့ပါပဲအဲ့ဒါမှလည်းသူမရဲ့ညီမလေးအတွက်အမြဲဆုံးလက်စားချင်နေမှာဖြစ်ပါတယ်လွန်ခဲ့တဲ့ဆယ်နှစ်ကသူမဟာပြည်သူ့စာချုပ်တစ်ခုမှာအရန်ကိုလှပတဲ့မိန်းမလှလေးတူဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အလှတရားကြောင့်ပဲလူတွေကသူမကိုမိစ္ဆာလို့သတ်မှတ်ပြီးဖျားเจ้าပြည့်ကြီးထဲမှာပိတ်လောင်ထားခဲ့ကြပါတယ်သူမဟာအချိန်ကြာကြီးစောက်တိုင်းရင်းနဲ့တကယ်မိစ္ဆာတကောင်ဖြစ်လာခဲ့ပါတယ်တစ်သက်လုံးအထီးကျန်တော်နေထိုင်ရမယ်လို့ထင်တဲ့အချိန်မှာတော့မိန်းကလေးတယောက်ကသူမရဲ့မောင်လေးအတွက်ဆူတောင်းပေးဖို့ဖျားเจ้าကိုရောက်လာခဲ့ပါတယ်ထူးဆန်းတာကအဲ့ဒီမိန်းကလေးဟာသူမကိုမိစ္ဆာတကောင်လို့သိပေမဲ့လည်းမကြောက်မရွံ့ခဲ့ပဲတနာကျင်လာခဲ့ပါတယ်သူမတို့နှစ်ယောက်ဟာခင်မင်ပြီးသွားပြီးညီမတွေလိုတောင်ဖြစ်လာခဲ့ပါတယ်တရက်မှာတော့အဲ့ဒီမိန်းကလေးဟာသူမကိုနှုတ်ဆက်ဖို့ရောက်လာခဲ့ပါတယ်သူမဟာမြို့တော်ပြန်ပြီးနောက်အိမ်တော်ပြုတော့မှဖြစ်လို့နောက်တစ်ခါပြန်လို့ရဖို့မတည်ရတော့ဘူးလို့ဆိုပါတယ်မိစ္ဆာမလေးဟာစိတ်မကောင်းဖြစ်ပေမဲ့လည်းသူမရဲ့ဘဝအတွက်လွတ်ပေးလိုက်ရပါတယ်ဒါပေမဲ့ရက်နဲ့ငယ်ကြမှာတော့အဲ့ဒီမိန်းကလေးဟာတကူလုံးသွေးချင်းနေပြီးဖျားเจ้าကိုပြန်ရောက်လာခဲ့ပါတယ်သူမဟာသွေးသစ္စာပြုပြီးမိစ္ဆာမလေးကိုလွတ်လောက်ခွင့်ပေးခဲ့ပေမဲ့သူမကိုယ်တိုင်ကတော့မတရားသဖြင့်အသက်ဆောင်ရပါတယ်မိန်းကလေးရဲ့ဝိညာဉ်ဟာသူမရဲ့ရှေ့မှာတင်ပြတ်ွယ်သွားခဲ့ပြီးမိစ္ဆာမလေးဟာနာကျင်စွာနဲ့အဟိုင်းကိုကြည့်ခဲ့ပါတယ်မိစ္ဆာမလေးပြန်လို့ရတဲ့အခါမှာတော့သူမဟာခေါင်းတလားတစ်ခုတွေရောက်နေတာကိုတွေ့လိုက်ရပါတယ်အားသူမပိုးတဲ့သူတွေကတော့ခေါင်းတလားကရုပ်ပြက်လေးသွားတာကြောင့်လမ်းဖြတ်ပြီးထွက်ပြေးသွားကြပါတယ်သူမဟာခေါင်းတလားတွေကနေထွက်လာပြီးခေါင်းတလားအပေါင်းပေါ်ကနေလက်သက်ရတွေကိုကြည့်ရင်သူမရဲ့ညီမလေးဟာအသက်ရှင်နေတဲ့ခေါင်းတလားရဲ့အထက်ခံရတဲ့ဖြစ်ကိုသိရှိသွားပြီးနာကျင်ခံစားခဲ့ရပါတယ်မင်းဟာခေါင်းတလားရဲ့မှာငါနဲ့သွေးသစ္စာပြုခဲ့တာပဲညီမလေးမင်းမှာဘာတွေဖြစ်ခဲ့တာလဲအခုတော့သူမဟာညီမလေးရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးလက်စားချေကိုပြင်ဆင်နေပါပြီ